စခရင်ဝါမှာတော့ငါမသေးပဲလွတ်မြောက်ခဲ့တဲ့စစ်တနေ့လေးဟာအခုဆိုရင်ရုပ်ရှင်မေဂျာနဲ့ကြောင်းတက်နေပါပြီ။သူ့ရဲ့ကိုရီလူသက်မှုခင်းကြီးကိုလည်းပြန်လဲရိုက်ကူးထားပြီးယုံတင်နေပြီဖြစ်ပါတယ်။သူတို့ကြောင်းကကိုဖြူနဲ့မဖွေတို့သမီးစားနှစ်ယောက်ကလည်း step ဆိုတဲ့စစ်ရဲ့ကိုရီရုပ်ရှင်လူသက်ကားကြီးကိုကြည့်ဖို့လက်မှတ်ဖြတ်ရနေရမှာတန်းစီနေကြပါတယ်။ရုပ်ရှင်ရုံထဲမှာတော့ဇက်ကားတွေကလူသက်သမားဝတ်တို့လိုတရေဝတ်စုံနဲ့မျက်နှာဖုံးများဝေပေးနေပါတယ်။ရုပ်ရှင်ခန်းမထဲမှာလည်းတရေဝတ်ရုံဝတ်ပြီးပြေးလွှားနေတဲ့သူတွေရှိပါတယ်။ရုပ်ရှင်အစားမှာရင်ကောင်းမလေးကကိုတုံးလုံးကြီးနဲ့ရေချိုးပြနေလို့မဖွေးကဘဝင်မချဖြစ်နေပါတယ်။အဲဒီနောက်ပေါက်ဆုပ်သွားဝယ်ဖို့ကိုဖြူစီကနေပစံတောင်းသွားပါတယ်။မဖွေးဝယ်ပြီးပြန်လာတဲ့အချိန်ကိုဖြူကလူသက်သမားဝေးယုံကြီးနဲ့6လန်းလိုက်လို့မဖွေးစိတ်ဆိုးသွားပါသေးတယ်။ခဏနေတော့ကိုဖြူက toilet ထဲကထွက်လာပါတယ်။ toilet ထဲမှာလည်းလူသက်သမားမျက်နှာဖုံးတဲ့လူတွေကအများကြီးရှိနေတာပါ။အဲဒီအချိန်မှာကိုဖြူကအိမ်သာခန်းထဲဝင်သွားပြီးတော့ဘေးခန်းကမိန်းကလေးတယောက်ညီးသွားတဲ့နေကြားလို့ချောင်းနားထောင်နေတော့ခေါင်းကိုဓာတ်နဲ့ထိုးခံလိုက်ရပါတယ်။အဲဒီနောက်လူသက်သမားကကိုဖြူရဲ့အဝတ်စားတွေကိုဝတ်ပြီးမဖွေးရဲ့ဘေးမှာဟန်မပြတ်ဝင်ထိုင်နေပါတယ်။မဖွေးကတော့သူ့ဤစားအမှန်နဲ့ဖတ်လိုက်မိချိန်မှာပဲသွေးတွေလက်မှာပိတ်နေတာကိုသတိထားမိသွားပါတယ်။သူကြောင်နေတဲ့အချိန်မှာပဲလူသက်သမားကသူ့ဘိုက်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ရုပ်ရှင်ကိုတစ်ခုလုံးကလည်းပဲလူသက်တန်ကစားနေကြပြီးမဖွေးအသက်ခံရတာကိုသတိမထားမိကြပါဘူး။နောက်ဆုံးမဖွေးကပိတ်ကားရှိကိုထွက်သွားပြီးတွေးတန်ရဲရဲနဲ့လဲကျသွားတဲ့အခါမှာလူတွေကသတိထားမိသွားပါတယ်။မိုးလင်းတော့မဖွေးတို့သတင်းမီဒီယာတွေမှာပါနေပါပြီ။စစ်နဲ့တငယ်ချင်းဖြစ်သူမတ်စိန်ကလည်းအဲ့ဒီသတင်းကို TV ရှေ့မှာအကြာကြီးရက်ကြည့်နေပါသေးတယ်။စစ်ကြောင်းကိုထွက်လာတဲ့အချိန်မှာလည်းမီဒီယာတွေကလူသက်မှုနဲ့ပတ်သက်ပြီးအတင်းလိုက်မေးနေကြပါတယ်။ကျောင်းကိုရောက်တော့ရုပ်ရှင်ထုတ်လို့ရမှာပါဝင်ခဲ့တဲ့လူသက်မှုကလွတ်မြောက်ခဲ့တဲ့တငယ်ချင်းဖြစ်သူရန်ဒီနဲ့ကိုတင်တို့ကရုပ်ရှင်အကြောင်းတွေကိုညှင်းခုန်နေကြပါတယ်။စစ်ရောက်လာတော့ရန်ဒီနဲ့စစ်ကညှင်းခုန်နေကြရင်လမ်းလျှောက်လာတော့စစ်ရဲ့ရီးစားအစ်ကိုမျိုးကရောက်လာပြီးစစ်ကိုခေါ်ထုတ်သွားပါတယ်။အဲဒီနောက်မီဒီယာတွေကရုပ်ရှင်မှာပါဝင်ခဲ့တဲ့သူတို့အဖွဲ့ကိုအင်တာဗျူးအတင်းလိုက်လုပ်နေပါတယ်။အဲဒီရုပ်ရှင်ကိုစာရေးခဲ့တဲ့စာရေးဆရာမကတော့ရဲမှုနဲ့သတင်းစာရှင်းလင်းပွဲလုပ်နေရပါတယ်။တစ်ပင်အောက်မှာရက်နေတဲ့ဒိုဝီဆိုတဲ့တငယ်ချင်းဖြစ်သူကိုမြင်တော့စစ်ကပြေးနှုတ်ဆက်ပါတယ်။ဒိုဝီကတော့စစ်ကိုစိတ်ပူလို့လာနှုတ်ဆက်တာလို့ပြောပါတယ်။ဒိုဝီဟာမျိုးရဲ့ရဲအရာရှိဖြစ်ပါတယ်။အဲဒီအချိန်မှာစစ်စီကိုထပ်ရောက်လာတာကတော့သတင်းထောက်မမကြီးနဲ့ကိုနီဆိုတဲ့ပုဂ္ဂိုလ်ပါလူသက်မှုအကြောင်းအသိမေးနေတော့စစ်ကသတင်းထောက်မမကြီးမျက်ခွက်ကိုဖျက်ရိုက်လိုက်ပါတယ်ဒိုဝီကတော့သတင်းထောက်မမကြီးကိုသူများရဲ့စိတ်ဓာတ်အကြောင်းအတင်းမေးနေလို့အပြစ်တင်နေပါတယ်ဒီလိုနဲ့နှစ်ယောက်သားစကားတွေများကြရင်ဒိုဝီကသူ့ကိုစိတ်ပြက်တယ်ဆိုကထွက်သွားပါတယ်ညဘက်မှာတော့စစ်နဲ့မတ်စိန်တို့ကပါတီတက်လာကြပါတယ်တစ်ဖက်ကအမျိုးသမီးဆောင်ထဲမှာတော့ CC ကရုပ်ရှင်ထိုင်ကြည့်နေတော့ဖုန်းတစ်လုံးဝင်လာပြီးသူ့ကိုဒီညသေချင်လာလို့ချိန်ချောက်ပါတယ်CC တယောက်ထိတ်လန့်နေတော့အိမ်ပေါ်ကအတန်ကြီးကြားလို့ထွက်ပြေးလာရင်လုံခြုံရေးကိုလှမ်းခုတ်ပေမဲ့လိုင်းမရလို့ခေါ်မရပါဘူး။အချိန်တငယ်ချင်းတယောက်ထွက်လာလို့စိတ်အေးသွားပေမဲ့သူထွက်သွားပြီးနောက်ပိုင်းမှာလူသက်သမားကဖုန်းထပ်ခေါ်လာပါတယ်။ဒီလိုနဲ့အခန်းတွေကိုပတ်ရှာရင်လူသက်သမားကထွက်လာပြီး CC ကိုလိုက်တက်ပါပြီ။သူမကလည်းပန်းအိုးတွေနဲ့ထုနဲ့ထွက်ပြေးပါတယ်။ဒါပေမဲ့ဝရန်တာမှာအဖမ်းခံလိုက်ရပြီးတော့ဓာတ်နဲ့ထိုးတက်ခံရတာပြစ်ချခံလိုက်ရပါတယ်။ပါတီပွဲမှာတော့မတ်စိန်နဲ့စစ်တို့ကကဲနေကြပါတယ်။အဲဒီအချိန်မှာရဲကားတွေဝင်လာတယ်ဆိုတဲ့သတင်းကြားလို့ចောင်းသားတွေကလည်းသွားကြည့်ကြပါတယ်။စစ်ကားကိုမြင့်တဲ့သူတို့စကားပြောနေရင်အိမ်ပြင်မှာအေးတာမို့အနှွေးတဲ့သွားယူမယ်ဆိုပြီးအဝင်ဖုန်းတစ်လုံးဝင်လာပြီးလူသက်သမားကသူ့ကိုလိုက်တက်ပါတယ်။တကားတွေပိတ်ပြီးအသင်းကိုဓာတ်နဲ့လိုက်ထိုးတာပါ။လူကြီးစားကိုမျိုးကလည်းဝင်မရဖြစ်နေပြီးအဆောင်နှောက်ဖေးပေါက်ကနေပြန်တွေးကြလို့ကိုမျိုးကအိမ်ထဲကိုပြေးဝင်သွားပါတယ်။အဲဒီအချိန်မှာဒိုဝီကရောက်လာပြီးတော့ကိုမျိုးရဲ့လက်ကဓာတ်နဲ့အလီးခံထားရကရှေးဦးသူနာပြုနေနဲ့ကယ်ဆယ်ထားရပါတယ်။အဲဒီလူသက်မှုနဲ့အတွေ့အကြုံရင့်နေတဲ့သတင်းတော်မမနဲ့ရဲအရာရှိတို့ကအစည်းအဝေးတစ်ခုလုပ်နေကြပါတယ်။ကိုမျိုးခိုင်းမိသွားလို့စိတ်မကောင်းဖြစ်နေတဲ့စစ်ကိုအကြောင်းကန်တင်းမှာကိုမျိုးကတချင်းနေဆိုပြီး Disney ဇက်ကားဆန်ဆန်ချော့ပါသေးတယ်။ပြီးတော့ဆွဲကြိုးလေးတကုံလက်ဆောင်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ရှေ့လူသက်မှုကနေလွတ်မြောက်လာကြတဲ့ဒိုဝီနဲ့ရန်ဒီကလူသက်သမားဟာဘသူဖြစ်နိုင်လဲဆိုတာကိုအရင်လူသက်မှုတွေအကြောင်းချိန်ဆရင်အဖြစ်ထုတ်နေကြပါတယ်။စစ်တနီဟာစကရန်ဝါမှာတော့ရီးစားဖြစ်သူစိတ်တစားကောင်ရဲ့တပ်ဖြတ်မှုကနေလွတ်လာတာဖြစ်ပြီးကိုမျိုးကပါအယုံကြည်မဲ့တယ်လို့ဖြစ်နေတာပါ။တပင်အောက်မှာသတင်းတော်မမရဲ့ဒိုဝီရဲ့ရန်ဒီရဲ့ကင်မရာသမားရဲ့စကားပြောနေတော့ကင်မရာသမားကလူသက်အကြောင်းတွေပဲပြောနေလို့စိတ်ဆိုးပြီးထွက်သွားပါတယ်။အဲဒီချိန်မှာပဲ Randy စီကိုဖုန်းတစ်လုံးဝင်လာပါတယ်။လူသက်သမားစီကဖြစ်နေပါတယ်။ဒိုဝီနဲ့သတင်းတော်မမကလည်းသူတို့ကိုဖုန်းဆက်နေတဲ့လူသက်သမားဘယ်သူလဲဆိုတာကိုသိရဖို့ပတ်ဝန်းကျင်မှာဖုန်းပြောနေတဲ့လူမှန်သမျှကိုလိုက်ရှာပါတယ်။ဒါပေမဲ့လူတိုင်းကမှားနေလို့ Randy ကလည်းစိတ်တိုးနေပါပြီ။တပြိုင်နက်တည်းလူသက်သမားက Randy ကိုကားပေါ်ဆွဲခေါ်လာပြီးဓာတ်နဲ့ထိုးတပ်ပလိုက်ပါတယ်။ကျောင်းရဲ့ကွန်ပျူတာခန်းမထဲမှာကွန်ပျူတာသုံးနေတဲ့ 6 စီကိုချင်းချောင်း message တစ်ဆောင်ရောက်လာပါတယ်။စာပို့တဲ့သူဟာခန်းမထဲမှာရှိနေတာသိရလို့ဆရာတွေကလည်းအားလုံးကိုလိုက်စစ်နေပါပြီ။စစ်ကလည်းခန်းမတွေကပြေးအထွက်ကိုနီကရောက်လာပြီးစစ်နဲ့စကားတွေများတော့ဆရာရဲ့ဖန်ဆီးစစ်ဆေးတာကိုခံရပါတယ်။ဒီလိုနဲ့ကိုနီကလည်းရဲစခန်းရောက်သွားပါတယ်။စစ်ကိုတော့ကိုတင်ပါတငယ်ချင်းတွေကဝိုင်းချုံနေကြပါတယ်။ဒိုဝီတို့ကမလွတ်ပေးစေချင်ပေမဲ့တက်သေးမရှိတဲ့အတွက်ရဲတွေကလွတ်ပေးလိုက်ရပါတယ်။သတင်းတော်မမကသူ့အပေါ်အထင်ကြီးလွဲနေတဲ့ဒိုဝီကိုသူမဟာလည်းလူသက်သမားကိုရှားကျင်နေတာဖြစ်ပြီးအခုချိန်မှာတကယ်စိတ်မကောင်းဖြစ်နေရပါတယ်လို့ပြောပါတယ်။ဒ
ဒိုဝီကတော့တရင်တော်မမပေါ်သူ့ရဲ့အမြင်တွေပြောင်းသွားပြီးတက်သေးရှာမဲ့အတန်းဖိုင်နဲ့ဗီဒီယိုဖိုင်တွေကိုထုတ်ပြကအတူတူလှုပ်လှုပ်ကြမယ်လို့ပြောပါတယ်အဲဒီနောက်ညဘက်ကြီးခမ်းမတွေကိုခိုးဝင်ကြကတိတ်ခွေကိုဖွင့်ကြရင်နှကန်းချင်းမိတ်ဆက်ကြပါတော့တယ်အဲ့ဒီချိန်မှာပဲ TV နောက်တစ်လုံးကသူ့အလိုလိုပွင့်လာလို့တရင်တော်မမကကြောင်သွားပါတယ်ပွင့်လာတဲ့ TV မှာပြနေတာက Randy အသက်ခံရတော့ကဗီဒီယိုတွေဖြစ်ပြီးဒိုဝီတို့ရဲ့လက်ရှိပုံတွေကထပ်ပြလိုက်ပါတယ်ဒိုဝီကလည်းတဲဖြတ်ခန်းထဲကိုဝင်သွားပြီးလူသက်သမားကိုရှာနေတော့လူသက်သမားကတရင်တော်မမရဲ့အနောက်ကိုရောက်လာပါတယ်နောက်ဆုံးတရင်တော်မမကအတန်လုံးခန်းထဲကိုရောက်သွားတဲ့ချိန်ဒိုဝီကအပြင်ကနေလှမ်းခေါ်နေပါတယ်အဲ့ချိန်မှာပဲဒိုဝီရဲ့အနောက်ကိုလူသက်သမားကရောက်လာပြီးတရင်တော်မမရဲ့အရှိမပဲဒိုဝီကိုထိုးတက်သွားပါတော့တယ်တစ်ဖက်မှာចောင်းပါတီပွဲကိုသွားနေတဲ့စစ်တို့ရဲ့ကားတွေကိုလူသက်သမားကဝင်ရောက်ပြီးတက်ဖို့လုပ်ပါတယ်စစ်နဲ့မဆိန်တို့ကလူသက်သမားရဲ့ကားပေါ်ကိုပါသွားကြပြီးကားပြင်ကနေကပ်ပါလာတဲ့ရဲကိုလည်းလူသက်သမားကကားနဲ့တိုက်တက်ပလိုက်ပါတယ်ကားထဲမှာပိတ်မိသွားတဲ့စစ်နဲ့မဆိန်တို့ကတတိလက်နေတဲ့လူသက်သမားကိုကြော်ပြီးပြေးထွက်လာကြပါတယ်သူတို့ပြန်လှည့်ကြည့်တဲ့ချိန်ကားပေါ်ကလူသက်သမားကပျောက်သွားပြီးမဆိန်ရဲ့အနောက်ကနေပေါ်လာကဓာတ်နဲ့ထိုးတက်ပါတော့တယ်တစ်ဖက်ကခမ်းမတွေကပြေးထွက်လာတဲ့တရင်တော်မမကကိုနီနဲ့တိုးပါတယ်သူကချက်ချင်းရဲကိုဖုန်းဆက်လိုက်ပြီးတော့လူသက်သမားကကိုနီဆိုပြီးလမ်းတိုင်လိုက်ပါတော့တယ်လူသက်သမားလက်ကနေလွတ်လာတဲ့စစ်ကလည်းပွဲခမ်းမတွေကိုရောက်လာပါတယ်လူသက်သမားရဲ့ချောင်းပိတ်ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်တငယ်ချင်းတွေကစိတ်ထိုးပြီးကျိုးနဲ့တုတ်သွားတဲ့ကိုမျိုးကိုကျိုးဖြီပေးနေတော့လူသက်သမားကရောက်လာပြီးကိုမျိုးကလည်းလူသက်သမားပဲဆိုပြီးစစ်တူဝေးအောင်ပြောလိုက်ပါတယ်မျက်နှာဖုံးကိုဆွဲချွတ်လိုက်တော့လူသက်သမားကတငယ်ချင်းကိုတင်ဖြစ်နေပါတယ်စစ်ကလည်းကိုမျိုးကိုကျိုးဖြီပေးရမလို့မဖြီပေးရမလို့ဖြစ်နေတော့လူသက်သမားကကိုမျိုးကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်အဲဒီနောက်မှာအခန်းတကားကြီးပွင့်သွားပြီးတရင်တော်မမကိုတနက်နဲ့ချိန်ကအခန်းထဲဝင်လာတဲ့သူကတော့ Scrum 1ကလူသက်သမားဘယ်လီရဲ့အမေဒေါ်တန်းဖြစ်ပါတယ်အဲဒီနောက်ကိုတင်ကိုတတ်ပစ်လိုက်ပြီးတော့ကိုတင်ရဲ့တနက်ကလည်းကြည်လွတ်ကတရင်တော်မမရဲ့ခါကိုဖြတ်မှန်သွားပါတယ်ပြားဆက်ခန်းထဲမှာကြံခဲ့တဲ့ဒေါ်တန်းကိုစက်တင်ခန်းထဲရောက်သွားတဲ့စစ်ကအုတ်နေရန်တွေကိုဖြိုချတိုင်းတွေကိုဖြိုချပြီးတိုက်ခိုက်ပါတယ်ဒီလိုနဲ့ငြိမ်သက်သွားပြီးထင်လို့စစ်ကထွက်ကြည့်ဒေါ်တန်းကထွက်လာပြီးစစ်ကိုဝင်လုံးပါတယ်စစ်ကိုဓာတ်နဲ့ထိုးတက်ခံဒီမှာတနက်တန်တစ်ချက်နဲ့ဝင်လာတာကတော့ကိုနီပါလူသက်သမားကိုနီကိုသူ့ဖက်ပါအောင်ဖျားအောင်နေပေမဲ့ကိုနီကတော့ဒေါ်တန်းကိုပဲပြစ်တက်ပလိုက်ပါတယ်ခါကိုရှက်မှန်သွားတဲ့ဒင်းတောင်မမကိုလည်းပြန်နေဆွဲတင်လိုက်ကြပြီးနောက်ကနေဝုန်းနဲ့ထလာတဲ့ကိုတင်ကိုလည်းအချက်20လောက်ဝိုင်းပစ်လိုက်ကြပါတယ်အဲဒီနောက်စစ်ကဒေါ်တန်းရဲ့နဖူးကိုပဲပစ်ထည့်လိုက်ပါတယ်ကျောင်းထဲကိုရဲတွေလည်းရောက်လာပြီးကယ်ဆယ်ရေးသမားတွေရဲတွေဒင်းတောင်သမားတွေနဲ့ကျောင်းကြီးကရှုပ်ရှက်ခတ်သွားပါတယ်ဒါနဲ့ထိုးခံလိုက်ရပေမဲ့အသက်ပြင်းတဲ့ဒိုဝီကတော့ဆေးရုံကားပေါ်ပါသွားပါပြီဒင်းတောင်မမကလည်းဒိုဝီအသက်ရှင်နေသေးလို့ပျော်မဆုံးဖြစ်နေပါတယ်ပြီးတော့ဆေးရုံကားနဲ့လိုက်သွားပါတော့တယ်လူသက်မှုအကြောင်းမေးဖို့ဝိုင်းလာတဲ့မီဒီယာတွေကိုစစ်ကဒီအကြောင်းတွေကိုတော့ကိုနီကိုပဲမေးပါကိုနီကတကယ်လူစွမ်းကောင်းမဲ့လို့ပြောလိုက်ပါတယ်ကိုနီကလည်းသတင်းသမားတွေကိုကျွန်တော်ဒီအကြောင်းကိုရုပ်ရှင်ကောင်းကောင်းရိုက်ပြမယ်လို့ပြောလိုက်ကဇာလန်လေးတဲ့အဆုံးသတ်သွားပါတော့တယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ